အားလုံးပဲမင်္ဂလာပါစုနေဒီပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ဆက်မဲ့ဗီဒီယိုလေးကတော့ပကံသွားတဲ့ခီးလေးပေါ့နော်ခံကိုတော့ជីကားနဲ့ထွက်လာခဲ့ပြီးတော့135မိုင်မှာညစာစားနာပါတယ်အဲ့ဒီချိန်မှာသူရဲ့ကောင်းလေးဟာအိတ်ချင်မှုတူနဲ့ feel 135မိုင်က feel ဆိုင်နဲ့ဝင်ပြီးတော့ကြာစံညိုလိုပဲမှာပြီးတော့အိတ်ချင်မှုတူနဲ့စားတယ်ပေါ့နော်သူကြာစံညိုရတာခံတယ်စားကောင်းတယ်တဲ့သားတွေလည်းအများကြီးပဲပါတယ်ဆိုပြီးတော့သူကျေနပ်နေရပေါ့နော်ပြီးတော့သူ့ရဲ့စိတ်ငကကြီးကိုလည်းကြွားရသေးတယ်စိတ်နဲ့ကြောရတဲ့အမိုင်းလေးပေါ့နော်စိတ်နဲ့ကြောရတဲ့အမိုင်း post လေးပေါ့ပြီးတော့ကြာစံကြောရတာခံပြီးစားတယ်ကားကတော့နာယူဝက်နားတယ်ပေါ့နော်နာယူဝက်အတွင်းမှာမြန်လေးစားရတာပေါ့နော်ကားကည7နာရီလောက်မိုင်း220ပေါ့နော်220လောက်မိုင်းနားတယ်ဒီချိန်မှာသူရဲကောင်းလေးကတလန်လုံးအိတ်ပြီးတော့လိုက်လာတယ်မနေ့လင်းတော့မနေ့9နာရီလောက်မှာပကံရွှေပြည်ကားဝင်းထဲကိုရောက်ပါတယ်အိတ်ချင်မှုနဲ့ပြိုရိုက်ပါတယ်ပကံရွှေပြည်ကားဝင်းထဲနေပြီးတော့တဲမဲပကံ remember hotel ကိုရောက်ပါတယ်ခဏတစ်ပြုတ်ခြေစမ်းလက်ဆန်ထားလိုက်တယ်ပြီးတော့တရားလေး10မိနစ်လောက်ထိုင်လိုက်တယ်ရီမိုချိုးပြီးတာနဲ့မနေ့ဆန်စားဖို့ဆင်းလာတယ်ပေါ့နော်မနေ့စာတွေကတော့အညာစာဖွယ်စုံစုံလေးလေးအများကြီးပြင်ဆင်ထားပါတယ်ဒါမင်းစီဆန်ခောက်ဆွဲကြောပြီးတော့အညာဒေတာစားစရာအရသာရှိစားကောင်းတဲ့ဟင်းရတွေအများကြီးပဲတဲခင်းအခမ်းပေးထားတယ်ညာလုံးလို့ဘာတွေစားမိမှန်းတော့မသိတော့ဘူးဘုံကြီးကြီးရောတဲ့ချင်တွေရောတုပ်ဘူးတုပ်တွေရောကြောက်ပွင့်တုပ်တွေရောဖွဲသီးချက်တွေရောငင6ကြော်တွေရောမကြီးစိမ့်တောင်းတွေရောမကြီးရွက်ဆက်ချင်ကြော်တွေရောပြီးချက်ပင်စိမ့်ချက်60ကြော်တဲ့60ကြော်ကိုရှမ်းနန်းလေးပို့ထားတာလေးကောအရန်မိုက်အကျော်ဆုံးကြော်ဆုံးလေးကလည်းပါသေးတာချက်စုံကြော်လေးတွေတရားကြော်လေးတွေ6ရွက်ကြော်လေးလည်းပါသေးတယ်ပြီးတော့ဟင်းသီးတွေရဲ့ကြော်လေးတွေလည်းပါတယ်စီဘေးဥတုပ်လေးလည်းပါတယ်ပဲပြကြော်တုပ်လေးလည်းပါတယ်အရန်ကိုစားကောင်းတော့မနဲ့စားပါပဲအညာဒေတာကိုရောက်လို့ရှိရင်အဲ့လိုအညာဆန်တဲ့အရတာလေးတွေကိုစားလိုက်ရမှကျေနပ်ပီတိဂုံးစီထိပျော်ရွှင်သွားသလိုခံစားရပါတယ်ပြီးတော့အချို့ပွဲကတော့ဖျဲတီထားပေးထားတယ်လိမ္မော်ကြီးထားပေးထားတယ်ပေါင်မုံမီကင်စထရောဘယ်ရီနဲ့ဆဆာထောပတ်နဲ့ဆဆာစားလို့ရတယ်ကော်ဖီထားပေးထားတယ်သမင်းစီစံကြော်စုံလေးနဲ့စားကြပါအောင်ခင်ဗျာအချင်းမူတူနဲ့နှုတ်ဆက်လိုက်တယ်ပြီးတော့သူစားဖို့အတွက်ကိုနည်းနည်း plan ချရတယ်ပေါ့နော်သမင်းစီစံလေးကိုသူပိုင်းထည့်လာတယ်ဆိုတော့ငါ6ကြော်လေးပါတယ်မကြီးရွက်ဆက်ချင်ပါတယ်မကြီးစိမ့်တောင်းချက်ပါတယ်စက်သွန်ကြော်လေးပါတယ်ပေါ့နော်လုံးဝပဲစီနဲ့မှုန့်မှုန့်လေးနဲ့သမင်းစီစံလေးကိုသူလုံးဝအညာရတာပြည့်နေအညာရဲ့ခံစားမှုအပြည့်အဝနဲ့သူစားသုံးနေရတဲ့အတွက်ကိုသူအရန်ကိုကျေနပ်နေတဲ့မုတ်လေးကိုသူ့ရဲ့မျက်နှာမှာမြင်နေရတယ်သူတော်တော်လေးကိုဒါသူစားချင်နေတဲ့အရာပါပေါ့နော်ဒါသူခဏခဏပကံသွားချင်နေဆိုပြီးတောင်းတနေတဲ့အရာပါလေးပေါ့အဲ့မှာစက်သွန်ကြော်လေးကိုကိုက်ကြည့်လိုက်တော့စားလို့ကောင်းတယ်တဲ့ဒါစက်သွန်ကြော်ကလည်းကိုက်ရတာလေသူသွားလေးရနည်းနည်းမကောင်းတဲ့အတွက်ကိုစက်သွန်ကြော်လေးနဲ့မပြတ်ဘူးပေါ့နော်လက်ကလေးနဲ့ဆွဲလိုက်ရတယ်အချိန်မှာသူမကြီးရွက်ကြော်လေးဆက်ချင်ကြော်လေးစားလိုက်တဲ့ခါမှာလေထမင်းလေးနဲ့စားတဲ့ခါမှာအမလေးချင်းကန်ဆက်ထိမိကောင်းတော့ငါ6ကြော်လေးကလည်းကျွတ်ရွဆက်ကလေးနဲ့ကောင်းတော့ထိမိနေတော့စမတူရကောင်းလေးကထင်းစီဇန်လေးစားပြီးဆိုတော့အစပိတ်အနေနဲ့ပေါင်းမချက်ကိုမိခင်ဟန်လိုက်ပြီးတော့ထောပွက်ကလေးတုပ်ပြီးတော့သူ့ရဲ့ဝမ်းပိုက်ကလေးကိုဝမ်းမင်းကြီးစီကိုအတွက်ကိုအစပိတ်အနေနဲ့ထည့်လိုက်ပါတယ်။ဟိုမိခင်ထောပွက်တုပ်လေးရဲ့အရသာမှလည်းသူကြာရှုံးပြီးတော့သူပျော်ဝင်ပြီးတော့ငါရဲ့တနေ့တာမနက်ခင်းအတွက်လုံလောက်ပြီဆိုပြီးတော့သူအရင်နေချိန်နဲ့သွားတဲ့မုတ်ကလေးကိုသူ့ရဲ့ဗီဒီယိုမှာပြသနေတာကိုတော့ကြည့်ရတဲ့သူတွေအကုန်လုံးမြင်ရမှာဖြစ်ပါတယ်သူအရင်ချိန်နဲ့နေပါတယ်စားချင်တာကြီးစားရတဲ့အတွက်ပါကျေးဇူးတင်ပါတယ်